ခုကျွန်တော် Chevron ဓာတ်ဆီဆိုင်ကကယ်လီဖိုးနီးယားထီဇယ်လေးမှာကျွန်တော်အခုထီထိုးမလို့ပေါ့နော်စက်ကနေထီလက်မှတ်ထုတ်မလို့ဒီမှာရှိတာတော့နော်ဒီမှာ Falifier ရှိမယ် Daily Food ရှိမယ် Hotspot ရှိမယ် Daily 3ရှိမယ် Daily Davi ရှိမယ်ဒါမြင်းလောင်းတာပါဒါပြီးတော့ Super Lot ရှိမယ် Mega Malaysian Power Ball ရှိမယ်အခုကျွန်တော်အခုကဒါစက်ကနေကွစ်ပစ်လဲထိုးလို့ရတယ်ကွစ်ပစ်ဆိုဆက်ထွက်ကနံပါနော်အခုကကျွန်တော်ဒါနံပါတ်ကျွန်တော်ရဲ့ customer တွေကဒါနံပါတ်ရွေးခိုင်းထားလို့နော် Super Lotto နဲ့ Power Ball ဒါဆိုရင်$2 $4 $6အဲ့ဒါမျိုးပတ်စံလဲ$6သူကဆက်ထက်မှာသူကပတ်စံတိကျထည့်ရတယ်အကျွေးပြန်မအောင်အဲ့မှာကျွန်တော်တို့ကထီလက်မှတ်ပို့$6ဆိုရင်ပတ်စံ$6ထည့်ရတယ်အခုကျွန်တော်ဆက်ထဲကို$6ထည့်မယ်$6နော်ဆက်ထဲကိုကျွန်တော်ထည့်ပါမယ်ပတ်စံယူသွားပြီ$9approve ဖြစ်သွားပြီနောက်ကဟုတ်ပြီapprove ဖြစ်သွားပြီခုနရေးထားတဲ့ကဏ္ဍလေးကိုစက်ထည့်ထည့်မယ်$2ပို့နော်ပြီးတော့ confirm လုပ်မယ်ဟုတ်ပြီထုတ်မယ်နောက်ထပ်ဘော$4ထည့်လိုက်ပြီပြီး confirm လုပ်မယ်ထွက်လာပါပြီခုနထီလက်မှတ်2ဆောင်နော် Super Lotto 2ဆောင်နဲ့ Power Ball 2ဆောင်ဒီမှာနော် scratcher တွေလည်းထိုးလို့ရတယ်ဒါဆိုရင်$40ဒါနှိပ်လိုက်ရင်ပတ်စံ40ထည့်လိုက်ရင်ဒါနှိပ်လိုက်ရင်ဟောနော်ခဲချစ်နံပါတ်တွေထွက်လာဒါ30တစ်ဆောင်30ဒါက$20 $25 $20 $20 ဒါ20ဒါနေဒါ$10 $10ဒါနေဒါ$10ဟော$5ဒါ$2ဒါ$3 $2နော်ဒီစလေးကဒါကိုယ်တိုင်ဟောပါနော်ကိုယ်တိုင်ထိုးလို့ရတာပါ Chevron ဓာတ်ဆီဆိုင်ကနေကျွန်တော်ခုစက်ကနေကိုယ်တိုင်ထုတ်နေတာပါနော်ကျွန်တော် customer တွေမှာထားကြတယ်ကယ်လီဖိုးနီးယားကဖြစ်ပါတယ်ခုဒီကြောင်းရတော့ကျွန်တော် YouTube မှာကျွန်တော်ရဲ့ဟွာလေးတင်ထားပါတယ်နော်အားပေးကြပါ subscribe လုပ်ကြပါ sharing လုပ်ပေးကြပါဒါဒီလိုမျိုးပေါ့နော်ဒီလေးရှိအားလုံးပဲကျမ်းမှာချမ်းသာကြပါစေကျမ်းမှာချမ်းသာလမ်းပြကြပါစေ